အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဘောနော်လာပါလန်တာမျိုးတွေက second hand ဆိုင်တစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်သူကတော့အားလုံးသိကြပြီဖြစ်မှာပေါ့နော်ဒါပေမဲ့မသိသေးတဲ့မောင်လေးညီမလေးတွေအတွက်ရည်ရွယ်ပြီးပြောပြပေးမှာပါရှင်ဟုတ်ကဲ့လာပါလန်တာမျိုးရဲ့Prisma ပေါ့နော် Prisma ရဲ့မျက်နှာချင်းဆိုင်က Goodwell ဆိုတဲ့ဆိုင်လေး second hand ဆိုင်လေးပေါ့နော်သူကဗုဒ္ဓဟူးနဲ့ကြာတာပတီ2ရက်ပေါ့နော်အဲ့2ရက်ရဲ့ညနေ9နာရီကျော်သွားလို့ရှိရင်50% discount ချပါတယ်စပိန်နေလေးပေါ့နော်second ဆိုင်ဆိုပေမဲ့လည်းစပိန်နေတချို့စပိန်တွေကကောင်းတယ်နော်ပြီးအထက်ကပစ္စည်းတွေအကုန်လုံးကအဲ့ဒီဗုဒ္ဓဟူးနဲ့ကြာပြီး2ညကတော့50% discount ပေါ့နော်ဒါပေမဲ့ဝယ်မယ်ဆိုရင်တော့ discount 50% ရတဲ့နေ့ပေါ့ဝယ်တာအကောင်းဆုံးပေါ့နော်ကဲအခုတော့မသိသေးတဲ့ညီမလေးတွေအတွက်ရည်ရွယ်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်